အားလုံးမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့ဒီ Singapore Air Show 2026ကျင်းပတဲ့နေရာပေါ့နော် Changi Exhibition Center ကိုကျွန်တော်တို့ရောက်ရှိလို့လာပါပြီကျွန်တော်နဲ့သူ Air Show ကိုကြည့်ကြရအောင်နော် Hello လီယာမျိုးမျိုးတွေကြည့်ကြမယ်နိုင်ငံတကာတတိတွေရဲ့လေရင်တွေပါတွေပေါ့နော်ကျမလည်းလေရင်တွေပေါ့နော်စစ်လေရင်တွေရော commercial airplane တွေပါရောပေါ့နော်အားလုံးကြည့်ကြမယ်နော်ကျမလည်းပထမချိန်ပေါ့နော်အကူကလိုက်ပို့ပေးတာဆိုကျေးဇူးအများကြီးတင်တယ်ဒါတော့စင်ကာပူလေတပ်ရဲ့လေရင်ပေါ့နော်လေရင်ပြတ်ခန်းဖြစ်ပါတယ်ကဲဝင်ပြီသင်ငယ်တော့လေဝင်ပြီအထက်ကြည့်မယ် Hi အော်ဒါလေရင်ပေါ်မှာဒါလူနာပြုစုဖို့ပေါ့နော်ဒီမှာလဲအော်ဒါလူနာတွေတည်ဖို့ပေါ့နော်patient isolation unit ပေါ့နော်ဒီမှာလဲလူနာဒါစစ်လေရင်ပေါ်မှာဖြစ်ပါတယ်လေရင်ကတော်တော်ကြီးတာပဲခုကျွန်တော်လေရင်ပေါ်မှာကြည့်ပြီးဆိုတော့အောက်ပြန်ဆင်းမယ်နော်အောက်ပြန်ဆင်းမယ်နောက်ပြန်ဆင်းမယ်ဒါတော့ UAV နဲ့ရိုက်တာဖြစ်ပါတယ်ခုဒီရဟတ်ယာဉ်ကကြတော့ဒီ AH-64D ပေါ့နော်ရဟတ်ယာဉ်ဖြစ်ပါတယ်ဒါက Apache ပေါ့နော်ရဟတ်ယာဉ်တက်ခတ်ရေးရဟတ်ယာဉ်ဖြစ်ပါတယ်သူလုံးကြီးတွေပေါ့နော်ဟောနည်းနည်းတော့မဟုတ်ဘူးဒါလည်းစင်ကာပူလေတပ်ရဲ့ရဟတ်ယာဉ်ပဲဖြစ်ပါတယ်ဒီဟာကဘာရဟတ်ယာဉ်လဲဆိုတော့ဒါက H-65M ပေါ့နော် Okay thank you ကျမမင်းသမီးလုံနေတာနော်ဒါက CH-47F ရဟတ်ယာဉ်ပေါ့နော်ဒါလည်းစင်ကာပူနိုင်ငံရဲ့ဒါ surface to air ပေါ့နော်ဒါဟိုဒုံးကျည် system ပေါ့နော်ဒါက surface to air ဒုံးကျည် system ဖြစ်ပါတယ်ကဲဒီဟာလည်းဘာလီဖြစ်မလဲကြည့်မယ်နော်ဒီဘက်ကိုကြည့်ရအောင်တို့မမြင်ဖူးတဲ့ဟာတွေကုန်မြင်ရတယ်ဒီနေ့ကကဲဘာလီလည်းမသိကြည့်ရအောင် What's in the code? ဒီဟာက F-15 ပေါ့နော် F-15 fighter jet ဖြစ်ပါတယ်ဒါလည်းတိုက်လေရင်ပဲနော်ဟုတ်တယ်တော့တစ်ချက်ကြည့်ရအောင်ဒါက F-16C F-16 တိုက်လေရင်ပေါ့နော်ဒါလည်းနာမည်ကျော်တိုက်လေရင်ပဲဖြစ်ပါတယ်လီတိုက်တာများလောက်ကြည့်ပါအောင်စပင်ကလည်းရှုပ်ပွားနေပြီဒါပြပြောတယ်ကာထားတာဒါကဘာလဲဒါကကျွန်တော်ဒီ UK လေတိုက်ရဲ့တိုက်လေရင်ပဲဖြစ်ပါတယ်ဒါလေးကတော့ US Navy ဖြစ်ပါတယ် This video Thank you so much ဒါလေးကတော့ US Air Force လေယာဉ်ပဲဖြစ်ပါတယ် Okay အခုကဒီလိုနော်ကြည့်အောင်ပုံလဲရိုက်ချင်းဗီဒီယိုလဲရိုက်ချင်းဒီလိုနော်ဒီလိုကြည့်
တနေကုန်ဒီလိုကြီးသွားနေရနော်ကြည့်ပါဦးကြည့်ပါဦးဘာနဲ့တူတာလဲဘာနဲ့တူတာလဲ ဒါကတော့ A400M ပေါ့နော်ဒီလေရင်ရဲ့ကုံပေါက်ပဲဖြစ်ပါတယ် ဒါမျိုးကလေဇက်ကားထဲမှာပဲမြင်ပူတာနော်တကယ်အပြင်မှာဒီနေ့တွေ့တော့လေအရန်ပဲဟွာဗီဒီယိုထဲရောက်တယ်လို့ပဲပြောတော့နော်ဒီနေ့ကတကယ်အပြင်မှာတွေ့တာသူဆိုပြီးတော့ခန်းစားရတာပြောတယ် အတွေ့အကြုံလည်းအများကြီးရတယ်နော် အတွေ့အကြုံ အခုသူတာလည်းအများကြီးရတယ်မောလား မမောဘူးမောတယ် ဒီမှာလေချောင်းပြပွဲပေါ့နော်အဲ့ဒါကျွန်တော်ကြည့်ဖို့ပေါ့နော်ဒီမှာစောင့်နေကြပါပြီဒီမှာ နီပူထဲမှာ ဘူထဲမှာဒီမှာကင်မရာနဲ့ချိန်ထားပြီး ညာကြီး Aki lum det är. Wow. ဒါတွေက budget မို့ budget လင်းလာပါလဲအကို budget လေတော့မဟုတ်တာ business business တွေ businessman တွေသုံးတဲ့ဟိုဗာလဲဟို private jet တွေပေါ့နော်ဒီမှာတော့ကျွန်တော် model နဲ့ပေါ့နော် နီပူလွန်းတော့မျက်စိကမဖွင့်နိုင်ဘူး ဒါ King Air 360တဲ့ဗျာ private jet နဲ့ဖြစ်ပါတယ်ဝဲပြီးတော့အိမ်ပြန်ကြတော့မယ်တဲ့ဒါက US Navy ကနေပြီးတော့သူတို့လေလေးပြန်ထွက်တော့မှာဖြစ်ပါတယ်စတင်ပြီးတော့ထွက်ခွာပါပြီဘိုင်ဘိုင် သွားပြီတဲ့သူတို့သွားပြီ